မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ Thai Immigration ကနေပြီးတော့မှထုတ်ပြန်လာတဲ့ Thailand Digital Arrival Guide အကြောင်းပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံတွင်ကိုမေလ1ရက်နေ့ကနေပြီးတော့စပြီးတော့မှကုန်းလန်းရေလန်းလေလန်းနေပြီးတော့မှဝင်ရောက်လာတဲ့မြည်သည့်ထိုင်းနိုင်ငံသားမဟုတ်တဲ့ဒူဒန်းဆိုလို့ရှိရင် Thailand Digital Arrival Guide ကိုဖြည့်ဆွဲရမှာပဲဖြစ်ပါတယ်ခင်ဗျာ Digital Arrival Guide ကိုတော့ထိုင်းနိုင်ငံတွင်ပြန်လည်ဝင်ရောက်မဲ့ထိုင်းနိုင်ငံသားတွေဖြည့်ဆွဲဖို့လိုအပ်မှာတော့မဟုတ်ပါဘူးခင်ဗျာDigital Arrival Guide ကို online နေဖြည့်ဆွဲမှာဖြစ်ပြီးတော့မှထိုင်းနိုင်ငံတွင်မဝင်ရောက်မီ3ရက်အတွင်းမှာကြိုတင်ဖြည့်ဆွဲထားမှာဖြစ်ပြီးတော့မှ email ကနေပြီးတော့မှပြန်လည်ပေးပို့လာမယ့်အတည်ပြုစာရွက်စာတမ်းအနေနဲ့ travel document တွေကိုအတူတကွကင်ဆောင်ပြီးတော့မှလေဆိပ်ရဲ့လာဝကမှာပြသပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဖြည့်ဆွဲရမယ့်ပုံစံကတော့ဖော်ပြပါ link ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် QR ကနေပြီးတော့မှတဆင့် Arrival Guide information တွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ passport information တွေကိုဖြည့်ဆွဲပေးရမှာဖြစ်ပါတယ်ခင်ဗျာ passport scan ဖတ်ပြီးတော့မှ passport ဓာတ်ပုံကို upload လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့မိမိတို့ရဲ့ personal information တွေကို manually အနေနဲ့ရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့မိမိနေထိုင်တဲ့ country residence ကိုရွေးချယ်ရမှာဖြစ်ပြီးတော့မိမိနေထိုင်တဲ့တိုင်းပြည်ရဲ့ရှေ့ဆုံးစလုံးသုံးလုံးကိုရိုက်ထည့်လိုက်လို့ရှိရင်လွယ်လင်းတွေကိုကြားလာမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့နောက်ပိုင်းမှာတော့ trade information နဲ့ accommodation information တွေကိုပဲဖြည့်ဆွဲရမှာဖြစ်ပါတယ်ခင်ဗျာတတ်မှတ်ထားတဲ့တိုင်းပြည်တွေကနေပြီးတော့မှ14ရက်အတွင်းခီးသွားထားတယ်ဆိုလို့ရှိရင်တော့ COVID-19 vaccination လုပ်ထားတယ်ဆိုတဲ့ health declaration ကိုကြီးညာပေးရမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍မိမိကတငယ်ချင်းတွေနဲ့အတူတူမိသားစုနဲ့အတူတူခီးသွားမယ်ဆိုလို့ရှိရင်လည်းအခြားသူတွေရဲ့ information ကို add button မှာသွားပြီးတော့မှ person 1 2 3 4 5အနေနဲ့ထပ်ပြီးတော့လည်းဖြည့်ဆွတ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံတွင်မဝင်ရောက်မီဒီမိမိတို့ရဲ့ကိုယ်ရေးချက်လက်တွေကိုပြင်ဆင်ခြင်းမှာက edit button မှာသွားပြီးတော့လည်းပြင်ဆင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့မိမိတို့ရဲ့ကိုယ်ရေးချက်လက်တွေကိုစစ်ဆေးပြီးတော့မှတင်သွင်းထားတဲ့အခါမှာမိမိတို့ရဲ့ email တွေကိုပြန်ပြီးတော့မှ confirmation email ပြန်ကြမှာပဲဖြစ်ပါတယ်အဲ့ဒီကြလာတဲ့ confirmation email ကို print ထုတ်တာမဟုတ်ဆိုရင် screenshot လေးရိုက်ထားပြီးတော့မှဒီစိတ်ကိုရောက်တဲ့အခါမှာလားသက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရရှိကိုပြသပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာDigital Arrival Guide ကိုတော့လာမယ့်မေလ1ရက်နေ့ကနေတော့မှစတင်ပြီးထိုင်းနိုင်ငံတွင်ဝင်ရောက်မဲ့လူတိုင်းအတွက်အကျုံးဝင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ထိုင်းနိုင်ငံတွင်ဝင်ရောက်မယ်ဆိုလို့ရှိရင်တော့ Digital Arrival Guide ကို online နေပြီးတော့မှထိုင်းနိုင်ငံတွင်မဝင်ရောက်မီ3ရက်အတွင်းမဖြစ်မနေဖြည့်ဆွတ်ပေးရမှာလည်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစင်ပြီးရှုံးမိကြပါစေခင်ဗျာ